လိုဒီနေ့မှာတော့ကိုပိုင်းလိုကိုလုံးကြီးလေးတော့မှာပဲနောက်ပြတယ်ဒီထဲလေးကိုဝင်လိုက်ပါအဲ့ဒါပြီးရင်ဒီထဲကိုဝင်လိုက်ပါပြီးရင်ကိုကြိုက်တဲ့ဒီဇိုင်းကိုလုပ်လို့ရပါကျွန်တော်ဂိမ်းလေးဆိုဂိမ်းကိုပဲလုပ်လိုက်တော့မယ်အဲ့ဒါပြီးရင်အောက်ကိုတော့မယ်နောက်ပတ်ချီဆိုတော့ကြားလေးလောက်လိုက်ပါမယ်အဲ့ဒါလေးတော့ဝင်အဲ့ဒါလေးတော့ဝင်ပြီးဒါလေးကိုနှိပ်လိုက်ပါဒါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးဒီထဲကိုဝင်လိုက်ပါဝင်လိုက်ဝင်ပြီးတော့ရင်ဒီဟာလေးကိုနှိပ်လိုက်အဲ့ဒါပြင်ဒီဟာလေးကိုကိုကြိုက်တဲ့လောက်ထားအဲ့ကျွန်တော်ပြန်မှားလိုက်လို့ဒီထဲဝင်လိုက်ဒီထဲဝင်လိုက်ပါဒီထဲဝင်ပြီးတော့ရင်ဒီဘက်ကိုတော့ဒီထဲကိုတော့ဒီဘက်ကိုတော့မယ်ပြရမယ်ဒီထဲလေးဝင်လိုက်ပါဝင်ပြီးတော့ရင်နောက်ဝါလုံးမဆိုတော့ဒီထားလိုက်ပါမယ်ဒီထဲလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးတော့အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးရင်ဒီချက်နှိပ်လိုက်ပြီးရင်ဒီချက်တဲ့ဟာလေးကိုဝင်လိုက်ပါပြီးတော့ကိုကြိုက်တဲ့လောက်ချက်ပါကျွန်တော်တော့ကြီးချဲလိုက်ပါကြီးမှာကာလာဒီထဲကိုဝင်လိုက်ပါဝင်ပြီးတော့ရင်အလူးဘက်ကိုတော့အရောင်လေးထားလိုက်မယ်အဲ့ဒါပြီးကျဲပြန်တော့ဒီဂိမ်းလေးကိုဖတ်နေဟုတ်ပြီခုနကကျွန်တော်ထားမယ့်ဟာလေးကိုဝင်ကျဲရမယ်ကျွန်တော်ရဲ့နေမီလို့ထည့်လိုက်ပါမယ်ကာလာနောက်ဒီအနည်းဆုံးလေးကိုထားလိုက်မယ်ဒီဟာလေးကိုပြန်နေပြန်တွဲဒီခုနလေးပဲဂိမ်းနဲ့ဝင်ကိုကြိုက်တဲ့ဟာလေးကိုထည့်နောက်ပြီးဒီဟာလေးနဲ့ဒီတော့ဒီဆွဲညစရီဆွဲရကိုကြိုက်တော့ကဲဆွဲခြင်းလို့ဆက်ဆက်ကြည့်ရနေမှာထားလို့ရကျွန်တော်ကပဲထားလိုက်ပါလေအဲ့ဒါပြီးရင်ဒီချက်ကိုထည့်သွားပါပြင်ဖြတ်လိုက်ဒီချက်ကိုထည့်သွားပါဒီချက်ထည့်သွားပါအဲ့လိုနေဒီမှာဆိုရစီပြသွားပါလူလေး save ဆိုတဲ့ဟာကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးတော့အဲ့ကိုစက်တဲ့ဟာကိုချိန်လိုက်ပါကျွန်တော်ဘာမှချိန်တော့ပါဘူးပြီး save ဆိုတဲ့ဟာကိုနှိပ်လို့ရတယ်လုံးဆိုတဲ့ဟာကိုနှိပ်လို့ရတယ် save ကိုနှိပ်လိုက်ရင်တော့ရသွားမယ်လို့ရမယ် save ဆိုတဲ့ဟာကိုနှိပ်ပြီးလုံးဆိုတဲ့ဟာကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရပါပြီဒါပါပဲ